Hello အားလုံးပဲမင်္ဂလာပါဒီချက်စံနေပါရှင်ဒီချက်လိုမျိုး coffee ဆိုင်မှာခဏခဏအချိန်ဖြုံးတက်တဲ့လူတွေရှိလားဒါဆိုရင်တော့ coffee ဆိုင်မှာအချိန်လဟတ်သက်မကုန်အောင်အင်္ဂလိပ်စာလေးလာနီး tips လေးတွေပြောပြပေးမယ်နော် Tips number 1 describe everything you see မြင်သမျှတွေ့သမျှကိုအင်္ဂလိပ်လိုပြောကြည့်ပေးပါ Tips number 2 talk for 5 minutes without stopping 9 မိနစ်လောက်အင်္ဂလိပ်လိုမရက်နာတိုင်းပြောကြည့်ပေးပါ Tips number 3 Use 10 new vocabulary အနည်းဆုံး vocabulary အသစ်10လုံးလောက်ထည့်ပြီးတော့သုံးကြည့်ပေးပါ Tips number 4 Practice the intonation အတန်အနှိမ့်မြင့်လေးတွေကိုနားထောင်ပြီးတော့ practice လုပ်ပြီးလေ့လာကြည့်ပေးပါ Tips number 5 record and mini podcast ကိုနားထောင်နေခုနက intonation တွေကိုနားထောင်နေအတန်နှိမ့်မြင့်လေးတွေဒီစကားလုံးလေးတွေကိုလိုက်ပြီးတော့ record လေးလုပ်ကြည့်ပေးပါ so you can have the benefit moment without wasting the time ဒီလိုဆိုရင်တော့ coffee ဆိုင်လာပြီမဲ့အကျိုးရှိရှိနဲ့အချိန်ကြီးကုန်ဆုံးနိုင်ပါတယ်အင်္ဂလိပ်စာလည်းတူတက်စီပါတယ်ရှင်ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ English tips လေးတွေကိုသိချင်လို့ရှိရင် account လေးကို like and follow လုပ်ထားပေးပါဦးနော် see you in the next video bye bye